မင်္ဂလာပါရှင်ပတ်စင်ဘုတ်ထူးညတင်းတင်ဆက်မှုစီစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီနေ့ညတင်ဆက်ပေးရမယ့်တင်းတွေကတော့နမ်ကွယ်ကျေးရွာနဲ့ကရှာယန်ကျေးရွာတွေမှာကျက်နာယောဂနဲ့ခွာနာရှာနာနွားယောဂဖြစ်နေတဲ့တင်းနဲ့ကုံစိမ်းတို့အစမတန်မြင့်တက်လာတာကြောင့်ပြည်သူတွေအခက်ခဲဖြစ်နေတဲ့တင်းတခြားသောစိတ်ဝင်စားစရာကောင်းတဲ့တင်းတွေကိုတင်ဆက်ပေးရမှာဖြစ်ပါတယ်ရှင်ကျွန်မအခုမှစင်ပါရှင်နမ်ကွယ်မော်ဖုံးကျေးရွာပတ်ဝန်းကျင်တွေမှာကျက်နာယောဂနဲ့ခွာနာရှာနာနွားယောဂဖြစ်ပွားမှုတနည်းထက်တနည်းပုံမဆိုးရွားလာတယ်လို့ဒေသခံတွေကပြောပါတယ်ကျက်နာကြယောဂနဲ့ခွာနာရှာနာနွားယောဂများအိမ်တိုင်းရှိတနိုင်တစ်ပိုင်းမွေးမြူထားတဲ့ကျက်နွားများတွင်ပြန့်နှံ့နေပြီး၎င်းယောဂတွေကြောင့်ကျက်နွားကောင်ရည်အများပြားတိတ်ဆုံးသွားကြောင်းလည်းသိရပါတယ်မလီယန်ကင်ဝမ်တော့ကရှန်ယန်ကျေးရွာဘက်မှာလည်းကျက်နာယောဂပြန့်နှံ့နေပြီးချက်ကောင်ရည်တိတ်ဆုံးမှုပုံမှုများပြားလာတယ်လို့လည်းသိရှိရပါတယ်ရှင်ကိုခိုင်မျိုးနဖက်ကာတွင်စစ်ကောင်စီတပ်မှခီးတယ်လန်ပိတ်လိုက်တာကြောင့်ဆန်နဲ့အခြေခံစားသုံးကုန်များဈေးနှုန်းစမတန်မြင့်တက်လာတာကြောင့်ခက်ခဲနေတယ်လို့ဒေတာခန်တွေကပြောပါတယ်နဖက်ကဂျေးရွာမှာရခင်ကစန်အိတ်မြန်မာငွေ9000 8000တက်ရှိပေမဲ့ယခုချိန်မှာတော့စန်အိတ်38000 2သိန်းနီးပါးနဲ့ဝေစားနေရတယ်လို့ဒေတာခန်တွေကပြောပါတယ်ယခုလိုကုန်စည်နှုန်းများမြင့်တက်နေချိန်လေယာစပားများကိုလည်းမရိတ်သိမ်းနိုင်တာကြောင့်လာမယ့်နှစ်တွေမှာအစားပိုခက်ခဲဖို့ပဲရှိတာကြောင့်ဒေတာခန်ပြည်သူများစိုးရိမ်နေကြပါတယ်ယခုချိန်နဖက်ကပြည်သူတွေဟာမူဆယ်ဘက်မှခိတသွားလာပြုလုပ်နိုင်ပေမဲ့ကိုခိုင်ဘက်မှာတော့လမ်းပိတ်ထားတာကြောင့်တွာလာရေးပိုင်းမှာအခက်ခဲရှိနေပါတယ်။လမ်းပန်းဆက်သွယ်ရေးအခက်ခဲတွေကြောင့်ကျေးရွာစီဆိုင်တွေထဲဓာတ်ဆီဒီဇယ်ဝယ်ယူဖို့အခက်ခဲပိုရှိလာတယ်လို့လည်းသိရှိရပါတယ်ရှင်။ရှမ်းပြည်မြောက်ပိုင်းလောက်ကင်တွေအခုတလော73စီနဲ့အခြေခံစားသုံးကုန်များတဟုန်ထိုးဈေးနှုန်းမြင့်တက်လာတယ်လို့ဒေတာခန်များထံမှသိရပါတယ်။ယခုချိန်လောက်ကင်မျိုးအတွင်း73စီ95တလီတာကိုတရုတ်ငွေရွက်200နဲ့ဝယ်300ပြီးကျပ်ဥတကက်ကိုတရုတ်ငွေရွက်300နဲ့ပေးဝယ်ရတာကြောင့်ပြည်သူများခက်ခဲဖြစ်နေကြပါတယ်။လောက်ကင်မျိုးအတွင်းပိတ်မိနေတော့ပြည်သူ1000ကျော်ဟာအလုတ်လက်မဲ့ဖြစ်နေချက်ခုလိုကုန်စည်နှုန်းမြင့်တက်လာတာကြောင့်မိမိနေရက်ဒေတာတို့အမြန်ပြန်နိုင်ဖို့မျိုးလင့်နေကြတာပဲဖြစ်ပါတယ်ရှင်။ဗမာတိုင်းတာပါတာဖြစ်တင်ဆက်မှုစီစဉ်ကိုကြည့်ရှုနာစင်တိုပရိသတ်ပေါင်းကိုစင်နှပြရှလန်ချမ်းမြေကြပါစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။